အားလုံးမင်္ဂလာပါကျေးဇူးပါဗျာဒီကြီးကိုချီးမွမ်းပါတယ်ကျွန်တော်ဒီနေ့လိုတဲ့အချိန်မှာ Real Center ရဲ့2014 Summer ညတဲ့နေ့ဒါနဲ့ဆက်ဝင်တဲ့စုစည်းပွဲခန်းနာကိုကျွန်တော်ဒီနေ့ကျင်းပတော့ပြုပေးတဲ့ပြန်ကျေးဇူးတင်ပါတယ်ဆိုတော့လည်းကျွန်တော်အင်းမှာတော်များတွေ့ရမယ်ထင်ပါတယ်နော်မြန်မာနိုင်ငံမှာတော်လေးဝမ်းနဲ့ဆက်ဖြစ်တဲ့ကျွန်တော်တွေ့ရတယ်ဆိုတော့ကျွန်တော်တို့တွေ့ခဲ့ရတယ်လူခဲ့တဲ့2017မှာတော့ကျွန်တော်အချင်းလေးမှာ audition မှာလုပ်နေတယ်ဟောတယ်ဒီလိုဖြစ်ပြီးကြုံခဲ့တယ်နော်ဆိုတော့သူတို့ပြင်ကျွန်တော်ကလေးငယ်တွေရဲ့စိတ်ဓာတ်ကတော့ဆိုးပါတယ်ကလေးငယ်တွေမတော့ကျွန်တော်လူကြီးပိုင်းတောင်မှစကားပိတ်တန်ကြားရင်တောင်မှလန့်နေရတဲ့စိတ်ချောက်ချားရတဲ့တလားနလားအတွင်းတော့ဒါစိတ်ချောက်ချားနေရတဲ့အနေအထားရှိတယ်ပေါ့နော်ဆိုတော့အဲ့အချိန်မှာကျွန်တော်ဒီလိုပဲကလေးငယ်တွေကိုကျွန်တော်စင်တာတွေဖွင့်ပြီးတော့အများကြီး3လလောက်ဒီစိတ်ဓာတ်ပြန်လဲဥစားမှုနေတယ်ကျွန်တော်လုပ်ခဲ့တာလေးရှိတယ်ပေါ့နော်ဆိုတော့ကျွန်တော်မြန်မာနိုင်ငံအလယ်ပိုင်းရှမ်းပြည်နယ်တောင်ပိုင်းတွေမှာကျွန်တော်ဒီလိုအခက်အခဲတွေကြုံတွေ့နေရတာဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့အတွက်လည်းကျွန်တော်တို့အများနဲ့သူတို့အတွက်စတောင်းပေးဖို့လည်းမြစ်တာရခံပါတယ်ဆိုတော့တစ်ဖက်မှာကျွန်တော်တို့ဒီလိုကြုံတွေ့နေရတဲ့အချိန်မှာကျွန်တော်တို့ဒီနေ့ဒီအချိန်လုံးမှာတော့ကျွန်တော်တို့ကောင်းမွန်စွာပဲဒီခန်းတော့ကျင်းပခွင့်ရဖြစ်လဲရတဲ့ဒီလိုအခုကျင်းပပါတယ် Real Center ရဲ့2014-2015ပြန်တဲ့ပြီးဆုံးတဲ့အထိကျွန်တော်တို့ဖက်မှာတော့ဝိုင်းကူညီအားဖြည့်ပေးကြတဲ့ဦးစင်းစီကလည်းကျေးဇူးတင်ပါတယ်ဒီတစ်ခါPromise International Academy of Online ကmanagement team တော်တော်ကျွန်တော်တို့ကိုယ်တိုင်ကိုယ်ကျအစီအကံပြီးတော့မှလေးတွေပြုစုတိုးထောင်ပေးကြတဲ့ဆရာမတွေအားလုံးကိုတော့ဒီပဲကျေးဇူးတင်ပါတယ်နော်တစ်ဖက်ကလည်းပဲကျွန်တော်တို့ကလေးတွေပူပူတဲ့ရဲ့အတွက်နောက်တစ်ဖက်ကနေကိုဒီပတ်ဖို့ပေးကြတဲ့ဒီပါများကိုလည်းဒီပဲကျေးဇူးတင်ရှိပါတယ်အခုကျေးဇူးတင်ပြီးတော့အားလုံးမတ်တက်ရပေးကြဖို့ပြတဲ့ခံပါတယ်ကျွန်တော်တို့ Real Center ရဲ့တောင်းကြောင်းတာမြေကောင်းလေးများအနာဂတ်ရဲ့ဘောင်းဆောင်ပေါင်းများကိုကျွန်တော်တို့ဆိုလို့ဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်